ဥတော်ပါဗျာကြောပြောင်ကောင်းမမျက်လွှာချမျက်နှာမှာအာယူထားတဲ့ခန္ဓာကိုယ်အာယူထားတာတွေကိုဖြေလျှော့ပါတယ်ဗျာခန္ဓာကိုယ်လည်းနာပြီးစိတ်ကိုလည်းနာပြီးမျက်လုံးကိုလည်းအိပ်ပျော်သောမျက်လုံးကဲ့သို့နာပြီးလိုက်ပါတယ်ဗျာမိမိစိတ်ကိုနေရာမချပဲဖြစ်စေဖြစ်လက်တဲ့သောသက်ရှိသက်မဲ့အာယုန်တွေစီကိုရောက်မတော်အောင်မတွေးမိအောင်တတိထားဆောက်ရှောက်ပြီးစိတ်ငြိမ်စိတ်အေးအောင်ပြုကျင့်ပါတယ်ဗျာစိတ်ငြိမ်စိတ်အေးသွားတဲ့အခါမှာတရားယုံကိုလိုသိတဲ့စိတ်အစဉ်ဖြစ်လာပြီးသဘာဝလေးအာယုံလေးနဲ့ရင်းနှီးသွားပါတယ်ဗျာအဲဒီအချိန်မှာလေးကိုလိုက်ရှာတာလှုပ်ရှူတာထိရနှိမ်ရှာအောင်ပြုလုပ်တာထိန်ပြီးရှူသိရှူထွင်လုပ်တာဝင်လေနောက်ထွက်လေနောက်မလိုက်ပဲဒီအာယုံကိုမသိလဲနေဒီရဲ့လေးကိုသိနေတဲ့စိတ်အစဉ်အောင်သာဆောက်ရှောက်ပြီးသမာဓိထူထောင်ပါတယ်ဗျာလေအာယုံကိုသိနေတဲ့စိတ်တစ်ခုတည်းပေါ်မှာကြာရောက်တည်ငြိမ်နေတဲ့စိတ်ဖြစ်ပေါ်လာတဲ့အခါမှာတပည့်တော်အတိတ်ထံကြည့်ပါတယ်ဗျာအတိတ်ထံတဲ့အခါကျစိတ်ကပြန်ပြီးတွေးတဲ့စီရောက်သွားပါတယ်ဗျာအဲ့ဒါနဲ့တပည့်တော်နောက်ထပ်စိတ်ကိုအတိတ်မထမ်းတော့ဘဲနဲ့ဒီစိတ်ကလေးပေါ်သိနေတဲ့စိတ်ကိုပဲတောက်လျှောက်ဟုတ်ပြီးတော့တောက်လျှောက်တပည့်တော်ဆောက်ရှောက်ပြီးနေပါတယ်ဗျာနေတဲ့အခါမှာတပည့်တော်လေအာယုံလေးသိနေတဲ့စိတ်ကလေးတဖြည်းဖြည်းနဲ့အရန်ကိုနူးညံ့သိမ်မွေ့ပါတယ်တကယ်ကိုအလုံးတော်နူးညံ့သိမ်မွေ့ပြီးတော့ဖြည်းဖြည်းနေသွားတဲ့အချိန်မှာတပည့်တော်ဝရိယလေးပိုထည့်မိသွားပါတယ်ဗျာအချိန်မှာတစ်ခါပြန်ပြီးတော့အတွေးတွေဝင်လာပါတယ်ဗျာတပည့်တော်မောင်လမ်းညွှန်ဆုံးမပေးတော်မူပါဗျာအဲ့တော့ပိုလွန်တဲ့ဝိရိယကလေးတွေထုတ်သုံးမိရင်လည်းဘလို့ဖြစ်တတ်တယ်ဆိုတော့အတွေ့အကြုံလေးတွေကလည်းရှိဖူးမှာဘူးဝိရိယတွေပိုလွန်တဲ့အခါကျရင်စိတ်ကပိုပြန့်လွင့်ပါလားဝိရိယပိုလွန်တဲ့လက္ခဏာကစိတ်ပိုင်းဆိုင်ရာတင်းနေပါလားမျက်နှာပိုင်းဆိုင်ရာအာယူဓာတ်တွေပါဝင်လာပါလားအဲ့ဒီလိုမျိုးအတွေ့အကြုံလေးတွေကရှိထားမှာဘူးဟောဒီလိုအနေထားလေးဟာမတွေးတော့ပါလားသမာဓိဖြစ်နေပါလားအဲ့ဒီအချိန်ကမှဝိရိယအလယ်လညီမြရဲ့လက္ခဏာငါရဲ့ခံစားချက်ကဘယ်လိုရှိတာလဲဒီအတွေ့အကြုံလေးတွေကလက်တွေ့မိမိကိုသင်ပေးနေတာဒါလေးတွေမှတ်သားထားမှန်ပါဗျာအဲ့တော့ဝိရိယကိုပဲညှိတတ်ဖို့ပါပဲနော်မှန်ပါဗျာဒီဘိုင်းကပြောသလိုဝိရိယကိုစားနေဥပမာပေးထားတယ်လေတမပါဗျာအဲ့တော့စားအများကြီးပဲချိန်စားမရှိပဲနဲ့ဟိုညှိတတ်မယ်တော့ပြည့်ထဲလိုက်ပျက်စီးကိုငါးပါးဝိရိယတွေအများကြီးပဲဆိုပြီးတော့သွားပြီးတော့လှုပ်လိုက်ပြန်ရင်လည်းထည့်သွင်းလိုက်ရင်လည်းကြိုးစားလိုက်ရင်အားတွေထည့်လိုက်ရင်လည်းဒီလိုမျိုးလှုပ်လိုက်ပြန်ရင်လည်းဒီစိတ်ပိုင်းဆိုင်ရာတွေတင်းပြီးတော့စိတ်သက်သာရလည်းမရအတွေးတွေကလည်းပိုများသွားတယ်ဆက်မလုပ်ချင်တော့ဘူးပြုတ်ချင်လာပြီဒီလိုမျိုးတွေလည်းဖြစ်လာတတ်တယ်လေစိတ်သက်သာတဲ့ပိုင်းတွေလည်းဖြစ်တတ်တယ်ဒါကြောင့်မို့လို့စားခဲ့တော့လိုသလောက်ကလေးပဲယူသုံးပါတဲ့ဒီဝိရိယယူသုံးတဲ့နေရာမှာလည်းကိုယ့်အချိန်စာကိုရှိပါစေဒီဝိရိယကိုထုတ်သုံးတဲ့နေမှာလည်းအချိန်စာရှိပါစေအချိန်စာကိုလည်းသိပါစေသင်တမယ်မှာစားတဲ့နေရာမှာလည်းအချိန်စာရှိပါစေအချိန်စာကိုလည်းသိပါစေသူ့နေရာနဲ့သူအချိန်စာကလေးတွေလိုအပ်တယ်ဒီအထာလေးကဘလို့လဲဝိရိယရဲ့အလယ်လမြင်မြလေးကဘယ်လိုအထာလေးလဲဘယ်လိုသဘောလေးလဲဒါလေးတွေကိုတတိထားရမယ်မှန်ပါဗျာပြီးတော့မှတတိထားဓမ္မဗျာတပည့်တော်ဝရိယကိုတပည့်တော်ထပ်ပြီးတော့တပည့်တော်နောက်ထိုင်နေမှတခါထပ်ပြီးတော့ထိုင်တဲ့အခါကျလို့ရှိရင်ရှင်ဘုရားပြောသလိုဆုံးမသလိုတပည့်တော်ဝရိယလေးနည်းနည်းလျှော့လိုက်တဲ့အခါကျရင်လည်းခန္ဓာကိုယ်ကအဲ့လိုမျိုးပျောက်သွားပြီးတော့အဲ့လိုမျိုးလူကလွတ်လည်းဖြစ်နေတဲ့အခါမျိုးတွေလည်းရှိပါတယ်ဗျာတပည့်တော်ဟိုနောက်ထဲမှာဒီမကြခင်ငါနဲ့အသက်ရှင်ခြင်းကသိမမြဲဘူးပေါ့ဗျာတ
ပြီးတော့တည်ခြင်းတရားနီးဆက်လာတယ်အဲ့တော့ရှိတဲ့အချိန်ကိုတပြီးတော့အသုံးချရမယ်ဆိုပြီးဝရိယကြီးလည်းပူလွန်မိတဲ့အခါကြီးလည်းရှိပါတယ်ဗျာပြီးတော့တပြီးတော့ရှောက်ချင်တာဗျာဒီထိုင်နေတဲ့အချိန်တွေမှာအာနာပါနလေးကိုမှတ်ပြီးတော့ကြံတဲ့လှုပ်ရှားသွားလာထိုင်နေတဲ့ချိန်အိတ်နေတဲ့ချိန်တွေရောရှင်ပြဒီတရားနဲ့ပဲဝင်လေထွက်လေတည်နေတဲ့စိတ်ကလေးနဲ့ပဲဆက်ပြီးတော့တောက်လျှောက်အားထုတ်တင်သလားဗျာအခြားဣရိယာပုတ်တွေမှာဘယ်လိုတရားတွေဟုတ်တယ်လဲဗျာအဲ့လည်းရနေဆိုရင်တော့လေအာယုံရနိုင်တယ်ရလွယ်တယ်တတိစိတ်သဘာဝလေးဖြစ်နိုင်တယ်ထိုင်လေးရနေခုံမိပြီးနေတယ်တရားထိုင်နေဣရိယာပုတ်နဲ့နေတယ်တတိစိတ်သဘာဝလေးဖြစ်နိုင်တယ်ကျန်တဲ့ဣရိယာပုတ်တွေကြတော့တတိစိတ်အမူအရာပေါ့လေကိုယ်လက်လန်းမီယာနိစ္စရာကိုသင်ယူထားတဲ့လက်လန်းမီယာဆွဲကင်ရာလေးကိုလာအထုကယူဆိုင်လက်လန်းမမီသေးတဲ့အပိုင်းတွေကိုသွားပြီးမမီတာကိုသွားပြီးတော့ပလှမ်းနေဒါစိတ်ဖြစ်စေစိတ်ဒုက္ခရောက်သွားမယ်ဒါလည်းပဲသူလည်းမိကိုယ်ကိုယ်ကိုယ်ရအထာရပဲဓမ္မဆိုတဲ့ဓမ္မန္တရဏံကိစ္ဆာမိဆိုတာလူတယောက်အတွက်မိကိုယ်ကိုယ်ကိုယ်ရအထာရရွတ်ဆိုနေလို့မိကိုယ်ကိုယ်ကိုယ်ရအားထားရပြောတာမဟုတ်ဘူးလိုင်းနာကျင့်သုံးနေလို့မိကိုယ်ကိုယ်ကိုယ်ရအားထားရလို့ပြောတယ်အဲ့ဒီတော့ထိုင်တဲ့ချိန်ကမှတတိစိတ်သဘာဝနေဖြစ်နိုင်တယ်အဲ့ဒီချိန်ကမှတတိစိတ်သဘာဝနေဖြစ်နိုင်တယ်ကျန်တဲ့ထိုင်တဲ့ဣရိယာပုထားတဲ့ဣရိယာပုတရားထိုင်ဖြုတ်တော့မယ်ဆိုဖြုတ်ခြင်းတဲ့စိတ်ကိုတတိထားပြီးတော့ဖြုတ်ပါရချင်တဲ့စိတ်ကိုသတိထားပြီးရပါသွားခြင်းနဲ့စိတ်ကိုသတိထားပြီးရပါလှဲခြင်းနဲ့စိတ်ကိုသတိထားယူခြင်းနဲ့စိတ်ထားခြင်းနဲ့စိတ်ကိုသတိထားပြီးယူပါထားပါမိမိကိုဒီစိတ်ကစေခိုင်းနေတယ်ဆိုတာသဘောပေါက်ဖို့ဒီစိတ်ကစေခိုင်းနေတာဖြစ်တဲ့အတွက်ကြောင့်တတိစိတ်အမူအရာပြီးမှာဒါလေးပဲသွားပြီမတွေးမိအောင်မစင်စားမိအောင်အဲ့ဒါဆိုရင်တော့မိမိအတွက်ကတော့လုံလောက်တော့ရှိတယ်တမဗျာအဲ့ဒီတဲ့အချိန်မှာတပည့်တော့အိတ်ခမ်းဒီချိန်မှာအရှင်ဘုရားအခုဆုံးမတယ်လို့ပဲတပည့်တော့ဝင်လေထွက်လေကိုသိနေတဲ့စိတ်ကလေးနဲ့ပဲတပည့်တော့အိပ်ပျော်သွားပါတယ်တခါလေကျအိပ်ပျော်သွားပါတယ်ဗျာအိပ်ပျော်သွားလို့နိုးချင်းအသေးစိတ်ဆက်ဆချင်းဝင်လာတဲ့ချိန်မှာလည်းတပည့်တော့ဒီလေအာယုံကိုသိနေတဲ့စိတ်ကလေးပထမဆုံးစဖြစ်လာတာကိုလည်းတပည့်တော့သတိထားမိပါတယ်ဗျာအဲ့ဒါကောမှန်ကန်ပါသလားဗျာတပည့်တော့ဒီတိုင်းပဲဆက်အားထုတ်တင်ပါသလားဗျာမှန်တယ်ကောင်းတယ်အဲ့ဒီဥစ္စာဒီအတိတ်ကလေးနဲ့သဘာဝလေအာယုံလေးနဲ့တို့ဟာသူအိပ်ပျော်သွားတယ်နိုးထတဲ့ခါကျတော့လည်းပဲဒီအတိတ်စိတ်ကလေးဖြစ်တယ်ဆိုတာအလွန်ကောင်းသွားပြီဒီဥစ္စာတွေကလေအဲ့ဒီတော့တတိစိတ်သဘာဝလေးတတိစိတ်အမူအရာဒါလေးမမေ့လိုက်ဘူးပေါ့နော်တမဗျာဒါအကောင်းဆုံးစေတခွက်လည်းဖြစ်တယ်နော်တမဗျာရှင်ဗျာကျေးဇူးတင်ပါတယ်ဦးတင်ပါတယ်ဗျာ